ဟောရောင်တတ်တယ်လို့မင်းပြောနေတာရောင်းနေတာမဟုတ်တကယ်ရောင်းနေတာဟောတကယ်ရောင်တတ်တယ်လို့မင်းပြော ဟာတယ်ဟာမဲလေမဲပါလေဆိုတော့ဗျာလောင်းလာပြီးတော့ဝမ်းမနဲ့ဆိုတော့နဲ့ညာငါရောင်တတ်ပါလေဆိုဟိုကရှက်ကိုနေပြီမင်းဝမ်းမနဲ့မင်းသမီးနဲ့ညာကလေးတွေဘွားကြောင်းတာကျူရှင်ဖို့ဟာရောင်တဲ့လူကလည်းကျူရှင်သီးကိုပို့တယ်နော်မင်းလုံးနေနဲ့ဟိုကဘာပြောမှကိုမသိတော့မဲမနဲ့ငါနဲ့မဖြစ်နိုင်ပါဘူးကွာဝမ်းမမင်းလည်းဆက်ရောင်လိုက်အောင်ဒီဒါလေးရောင်လိုက်ရင်ကိုယ်ကလေးပါသွားမှာပေါ့နော်ရောင်နေဆိုတာလည်းစိနဲ့ကန့်နဲ့ရောင်ရတယ်လေဟုတ်မရောင်နေတော့မပြောပါဘူးဗျာအမေတို့မတို့ဒါပေမဲ့ကျွန်တော်ဆိုလိုချင်တာကလူရှင်တော်ဆိုတော့ပြိတ္တကြီးအောင်ပြက်လုံးပြက်မယ်တီးပြီးသားသူတို့စိတ်ထဲမှာကစာပေကောင်းတာဘုသူတမရှာတတ်ဘူးရည်ပြီးရောလောက်တာနောက်ကအဆိုတော်တွေဆိုးသွားတဲ့စာသားမျိုးဒီကောင်းနေမခံစားတတ်ဘူးကိုဒီစာသားတော့ကိုကောင်းတယ်လောက်မနေနဲ့ဒီတက်ကောင်းတဲ့စာသားတွေဝမ်းမွားရေးတတ်တယ်မဟုတ်ပါဇက်ပြောမလို့နဲ့လက်တွေ့ပြမကြွားဘူးတော့ကျုပ်တို့ကြောင်ပတောင်းမျိုးမှာနော်လက်တွေ့လောက်လိုက်တနေ့ဆိုကောင်းမလေးတယောက်ကိုကျုပ်စာလေးတစ်ချောင်းနဲ့ရေးပြီးတော့ဖတ်ခိုင်းလိုက်တာဖတ်ခိုင်းလိုက်တာကလေးမလေးကျုပ်ရေးပြီးတဲ့စာလေးကိုဖတ်ကြည့်ပြီးတော့မျက်ရည်တောက်နဲ့တော့ငိုးသွားတာဒီကောင်သူများတွေဆိုစာအုပ်တအုပ်လုံးဖတ်ရင်တော့မမျက်ရည်ဝဲရင်ဝဲတာမင်းကတကြောင်းနဲ့မျက်ရည်တောက်ကြဟုတ်တယ်လို့မင်းကဘလို့ရေးတာမလို့ငါလည်းရေးချလိုက်တာတော့ကောင်းမလေးနင့်အမေသေးသည်လို့ရေးတာငိုးတာကွာခொနည်းတော့ကိုထမင်းမသားပါဘူးသုံးပါပဲလေပညာရှိရဲ့မအီဒီကတော့ငိုမှာပေါ့သူကရှိတယ်လို့အဲ့ဒါတွေမပြောနဲ့လက်တွေစားသားလေးလှုပ်ဆမ်းပါသိုးပြလဲလှုပ်ဆမ်းပါတော့စိမ့်ဆုံးကောင်းမအပေးခြင်းနဲ့အလေလာရမှာပြိတ္တတော်ဒီမလာချီလာညမမသောနာကရာကျွန်တော်ပြမလို့ပြောပါမှာတိတ်တော်ဆိုရင်အပေးမယ်လို့သုံးပြက်ခါအချင်းပေးတဲ့ပြိတ္တကြီးတော်နားစင်မှာတိတ်တော်သိနေတယ်မလို့အကားလေးတော့မလိုက်သေးတယ်နော်ဟောမောဆိုမှသူတို့လာလိုက်တာငါအကကိုဘယ်သူမှမကြည့်လိုက်တော့ဘူးနေပါမင်းကတာကအဓိကမဟုတ်ဘူးကိုဝါမို့စာသားလေးပြန်ဆိုပြတာမှာပြိတ္တရှင်းတော့မင်းကြိုက်နာမလားသူမစာသားလေးတစ်ခေါက်လာပါတဲ့မင်းကြိုက်နာမလားငါသိတာလောက်ပါစာသားလေးတစ်ခေါက်လာမင်းကြိုက်နာမလားကြိုက်ပါလေဆိုစိတ်ပဲနဲ့ကဲပဲကိုဝါမို့ကြိုက်လို့ပြန်ဆိုကြည့်တာမှာပါတဲ့ကြိုက်ရမယ်ကျုပ်စာရေးကောင်းတာယုံပြီမလားခုမှပြိတ္တအခုမှယုံတော့ပါခင်ဗျာယုံမယုံသေးတကနော်ကျုပ်ကတော့အိမ်မှာသူစာတို့စာရှိတွေအများတန်းရေးတာပဲဟုတ်လားဟာရေးတယ်ဘယ်လောက်ရေးတော့ကျုပ်နောက်ဆုံးကုံပြောမှာဗျာအိမ်သားထဲမှာတောင်ကျုပ်ရေးထားတဲ့စာတွေရှိတယ်ဟာမင်းအိမ်သားထဲထိတော့ဘာတွေလိုက်ရေးတော့ကာယနဘိနဲ့ကိုရေးချထားတာဘယ်လိုရေးတော့ထားသွားပြန်ကြည့်တတိရှိထားသွားပြန်ကြည့်တတိရှိကြံရှိချီတုံးရေလောင်းအောင်ဟာဘာလို့တော့တချို့အမှုမထားကြတာနောက်ပြီးကြောင့်ဝမ်းခတ်တက်ခတ်တယ်မင်းတို့ကောင်ချီချောင်းမပြောစမ်းနဲ့ဘာလို့တော့ဘိုက်စာလို့ရင်လို့လို့ပါကိုမပါလေစိုင်းစုကောင်းမအပေးခြင်းနဲ့ကျေးဇူးရှင်ပါပရိသတ်တော်မင်္ဂလာရှိသောညမနောလကားကျွန်တော်ပြောမှလို့ဘာပြောမှာတော့ကျုပ်ကတော့မှန်တာပဲပြောမှာပြောပါတချို့ကမှန်တာပြောရင်သိမကြိုက်ဘူးရဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးမှန်တာပြောကြိုက်တော့ပါတယ်မှန်တာပြောကြိုက်တယ်ဘယ်လိုလုပ်ကြိုက်တယ်ဆိုပြောကြည့်မယ်ပြောလိုက်သူ့နာမည်အိုက်ပန်တဲ့ကျွန်တော်တို့တိုင်းသမားတွေကလည်းအိုက်ပန်လို့ခေါ်တယ်ဟုတ်တယ်ဒါပေမဲ့သူတို့ရွာဦးကျောင်းဆရာတော်ကြီးကကြာသူ့ကိုအိုက်ပန်လို့မခေါ်ဘူးသူတို့ရွာဦးကျောင်းဆရာတော်ကဘယ်လိုခေါ်လို့တော့သိတကားလေးသိတကားလေးနဲ့ခေါ်အဲ့ဒါသိနေပါလေလူရတာလူရှိပါလေမဟုတ်ဘူးဟဲ့ခြေထောက်ကလေးတစ်ဖက်ကသိနေလို့တဲ့ဒါကြောင့်ဟဲ့သိတကားတစ်တာပြရုံမင်းလမ်းလျှောက်ရင်ကြီးဆိုင်ပြမဲတယ်လားကြီးဟုတ်ကြကောင်းပြောတော့မှာဆိုကွာသိတော်ဆိုရင်အပေမယ်လို့ဘာဖြစ်တယ်သုံးပြက်ခါအချင်းပေးတဲ့ပြိတ္တကြီးတို့နားစင်မှာသိမ့်စောစိတ်တီးတော့မလို့လူကြီးလူငယ်ကလေးအလုံးရွယ်သုံးမဆိုအောင်ကြားကျင်တဲ့တခြင်းနဲ့တီးကြရပါမယ်လောတည်းဆိုင်းကိုတီးကျင်လို့မလို့ညီလေးစကြည့်တာပါဘက်ကကျွန်တော်ပြောမှလို့တိတ်တော်ဆိုရင်အပေးမယ်လို့သုံးပြက်ခါအချင်းပေးတဲ့ပြိတ္တကြီးတို့နဲ့စင်မတိတ်တော်တက်ပြီးတော့မယ်ွားပြီကွာလောဘကြီးတဲ့ကောင်တေချာလို့
ဒီကခိုင်းပြီးတာခေါင်းကဘယ်နဲ့မိုက်ကြဘူးတို့နေတော့ မိုက်ကပတ်စံနဲ့ဝယ်ရတာလူကလကားရတယ်မင်းနားလေလားဟာလကားရကြမပြောနဲ့ငါဖေတူးကောင်းမှာမပြောနှစ်ခုရှိတယ် ဒါဆိုသိတယ်ပတ် ဝမ်းပေါ်မှာစိုင်းပြောင်မြောက်ပြီးတချင်းဆိုလို့ရှိရင်ကျွန်တော်အိုက်ပါနဲ့စိုင်းပြောင်မြောက်ပြီးတချင်းတစ်ပုတ်ဆိုမယ်ဗျာ ခတ်တော်လေးလှုပ်ဆန်ပါ ပရိသတ်ကြီးတစ်ခုတော့တောင်းမှမရသေး လို့ပြီတချင်းစော်ကနေဘာတောင်းမှမှာတော့ ကျွန်တော်ကကိုဝမ်းမိုးရဲ့တပည့်အရင်ပါခင်ဗျာ ဟုတ်ပြီ ဝမ်းမတယ်ပဲပါ ကျွန်တော်ဒီပွဲမှာကျွန်တော်ရိုင်းတာတွေညစ်ပတ်တာတွေများပြက်ခဲ့လို့ရှိကျွန်တော်ဆရာပေးတဲ့အတိုင်းကျွန်တော်ပြည့်ရတာပါ ဟုတ်ပြီ မုန်းချင်မုန်းသူ့မုန်းပါခင်ဗျာ ဟမ် ကျွန်တော်ကိုမမုန်းပါနဲ့ကျွန်တော်နဲ့မဆိုင်ပါဘူး ဩသူပေးထားတဲ့ပညာမလို့ အကယ်၍များဒီပွဲမှာကျွန်တော်ယဉ်ကျေးတာလေးများပြက်ခဲ့လို့ရှိရင် အဲ ကျွန်တော်ရဲ့ကြိုးစားမှုကြောင့်ပါသူနဲ့လုံးဝမဆိုင်ပါဘူး မွေးရကျွန်းနဲ့တယ်နော်တပည့်လေးရ အဲ့ဒါကြောင့်ငါတပည့်မမွေးရှင်တာပဲ ဘာလို့တော့ မင်းအရင်ကငါတပည့်နှစ်ယောက်မွေးဘူးတဲ့ ဟုတ်လား ကိုကဆရာသမားတာပြောတယ်တက်ဆရာကိုမနေခဲ့ရဘူး ဘာလို့တော့ စဉ်းစားကြည့်ကွာပထမတပည့်တယောက်ကစစ်ဖို့ဖြစ်သွားလို့ငါအလေးပြုခဲ့ရတယ်ကိုတပည့်ကိုနောက်တပည့်တယောက်ကမိုးတောင်ဆိုသေးတယ် ဘာလို့တော့ ဘုန်းကြီးဝတ်သွားလို့ငါထိုင်းတောင်ကြောခဲ့ရတယ်ကိုတပည့်ကို ကဲကျွန်တော်လည်းဖုန်းကြီးဝင်မယ်ဗျာ မနှောက်ပါနဲ့ကွာဘယ်လိုလုပ်မှာတော့ ဒီလိုလေးတိတ်တော်ဆိုတာဒီဆရာပါကြည့်ကြပါဦးပြိုအတီးကောင်းလို့နှဝင်းချိုးဒါရမကဘူးပြိုကျွန်တော်လောင်းဒီဒီအပါလေးပြူလို့ပရိသတ်ကြီးကကြည့်ကြတယ် တိတ်နာကွာ တေချာကြည့်ပါပရိသတ်ရဲ့ဗဇက်ပေါက်ကြီးကြည့်ရတာကိုယွန်းစရာကြီး ဟာမိုင်လို့နဲ့ကွာငန်းညီမဟုတ်တဲ့အတိုင်းပဲမင်းလေဟော ဘာလို့တော့ စားရတော့တဲ့ပါစယွန်းတရားကြီးတော့မပြောအောင်လေ ဟုတ် မင်းရဲ့လောက်တရားလည်းမခံစားရဘဲရှောက်ရှောက်ပြောနေကြည့်ပါစကလေးအမေပါစကလေးကြည့်ရတာလေကောင်းထွက်နေတဲ့ဖင်ကြီးကြ ရွှန်းတာကွာမင်းတို့ကအကောင်းပြောသားမှာ အဲ့ဒါတွေခွက်ကြတယ်ပြောတာရွာသားအကြီးတွေဖြစ်နေပြီဘာမှလည်းလိုက်ကန်တော့လည်းမသိဘူး ကဲသူတို့เนี่ยအာမကုန်ငန်းကြီး မင်းကသိတာကဲ ကျွန်တော်သိတယ် မင်းပြောညီလေးရမင်းစလိုက်ဆမ်းကွာကျွန်တော်ရဲ့ဆရာကိုသိန်းတော်ကိုမရကပြရင်ပြည်သူရှင်များခမင်းဦးပါလေကိုရကေကျိုးစားဝရိယထားလို့အလုံးရှင်အားလုံးတိုက်ကြလို့ဆိုလူကြီးများတာမျိုးအဆိုင်နာပြောလို့မိုင်းနေတာကမမေနဲ့ကျိုးသားကြောင့်ပဲတို့များကြီးလိုက်ပြန်နေလေ မိုင်းလို့ကွာဟိုက်ပါ အကတော့တော်လုံးနဲ့ပင်သားရဲ့ ငါတော့သူ့ပြာကလည်းတင်းနေနေရတာကြိုက်တယ်လို့တီးရတယ်မိုင်းလို့ကွာမတကပွဲထုံးမယ်ရတယ်အောင်မကြိုက်တယ်လို့ဟာနာကိုနဲ့လိုက်အောင်ကဟာကပောင်းသားရတာ ဘာလို့ရိုက်တာ ဟောဗျာဒုစစ်တွေဒီလောက်များနေတော့ကြောက်ဘလို့လောက်ကနိုင်တော့မှာတော့ အတီးတော့ကနေကွာ ဟေ့မင်းမလုံးနဲ့မင်းဘာလို့မင်း ဘာလို့ မင်းအသက်ကာရဝတရားတော့ထားအောင်မင်း ဟဲ့ အသက်က60နှစ်ရှိနေပြီ ဦးလေးကတော့ဟောပေါ့ပါ မနောက်နဲ့16နဲ့ရှိသေးတယ်သူကသူသပင်းဖြူသေးတွေရှောက်ဆိုပြတာ သမင်းစံဦးလေးခေါ်တာဒါကိုမမှတ်သေးဘူး 16နှစ်သားမှာခင်ဗျာမင်းကလေးကွာ ကောင်းတီးပြီးနဲ့လူကြားတဲ့သွားမကောင်းနဲ့ကွာရှက်တတ်တဲ့အရွယ်ကွာရှင်းလား အော် sorry နော် တဲ့လားရှက်သွားပြီတဲ့လားဟောတဲ့လားရှက်ပြီးတော့လက်ကြီးတောင်ကိုက်နေမြင်လားဟောမအဲ့ကောင်လက်ကိုက်ကြီးရတာ ဟဲ့လက်ကင်တာမဟုတ်ဘူးငုံနေတာ ဟောဟုတ်တယ်မင်းလုံငုံကြီးရလား ဟင်း ငုံနေတာမဟုတ်လက်ကြီးကိုစုံနေတာ လက်စုပ်ကြီးရိုက်ကောင် မင်းမလာပေါက်ကြီးရေးသေးပြတော့ကွာ အိမ်သားတွေကရင်နဲ့ဆေးပလိုက်ရသွားရ ဟိုတဲမောင်ကြီးလေးအာယုံမရောက်နဲ့ဒီလိုဆိုင်းလို့သွားကြဟဲ့ ယနေ့ညကျောင်းရောက်လာကြတဲ့ပရိသတ်ကြီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ် အော်မမိုင်းလို့ ဘာလဲ အော်မစကားတွေပါတယ်တော့ဝဲလို့ပါလား ဟာငါရှမ်းကြီးကပြန်လာတာလी ရှမ်းပြီဘယ်လောက်ကြာပြဲလို့တော့ နေချင်းပြန်လာတယ် နေချင်းပြန်တာများစကားတွေပါလေဝဲလို့ နှစ်ရက်လောက်များနေခဲ့မြန်မာစကားကိုမေ့ကုန်မလားမသိဘူး ဟဲ့ ဘာလို့ ပရိသတ်ကိုရီအောင်လို့တာငါနေမနဲ့မလုပ်လိုက်ချော တောက်ပြလိုက်တယ်ဘာလို့ရ စောင့်ပြီတော့မင်းမဘာလို့ ဒီနေ့မှရှမ်းပြည်ကတော့မမြင်ရတာဒါကြောင့် ဟဲ့လေဟာတယောက်နဲ့တယောက်ကွာဟာ မင်းပေးတော့မှာမင်းပေးတော့မှာမင်းပေးတော့ပေးတော့မှာ မင်းကနေမပြောနဲ့မင်းကြီးခါနေရတာပဲတခါတည်းမျက်နှာလက်ဒဏ်ရက်တွေကြည့်ပဲတခါတည်းကိုပဲ
တလောက်ချခံရကိုသေတော့မှချိန်လို့ရှိတယ်ပဲလင်မန်းနဲ့မလှုပ်ဆန်းနဲ့မင်းတို့သေချောင်းတကြောင်မပြောတဲ့နဲ့မင်းကယူတော့ ဘယ်ရောက်မှကြောင်မပြောနဲ့ဆိုလို့မင်း